ပြောစရာရှိလို့ပြောရရင်တော့ပန်းနဲ့တူတဲ့စကားတွေဒါပြောပြခြင်းပါတယ်ပန်းနဲ့ပေါက်သလိုဒါပြောပြခြင်းပါတယ်စကားတွေဒါပန်းသဝင့်လို့လှနေမွေးနေရင်နာကျင်စရာတွေမရှိတော့ဘူးမလားအားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်ဖတ်ပြမဲ့ခေါင်းစဉ်ကတော့ပျော်ရွှင်တဲ့ဘဝ story ရဲ့ဒသနာဆိုတဲ့ဒသနာစာပေလေးတစ်ပုဒ်ပါပျော်ရွှင်တဲ့ဘဝ story ရဲ့ဒသနာလူဘဝကိုဖျက်ကျော်တဲ့နေရာမှာလူတွေကကိုယ်စီကိုယ်ခံအားနဲ့ဖျက်တမ်းရတဲ့သမီးဘဝဟာဒုက္ခပုံကြီးပဲဆင်းရဲမှာပေါ်ဆိုတဲ့သဘောကိုလက်ကင်ထားပြီးဒုက္ခကိုရင်ဆိုင်တဲ့သူတွေဖိဖိမြင်ဘူးတယ်ဘဝကတိုးတယ်ပျော်သလိုနေကြစုံနေအောင်ခံစားကြဆိုတဲ့အယူဆကိုလည်းဖိဖိကြားဘူးတယ်ဒီအယူဆတွေကဘဝအတွေ့အကြုံတွေကလာတာရှိသလိုဘာသာရေးဆိုင်ရာသင်ကြားမှုပတ်ဝန်းကျင်ဩဇာရဲ့တက်ရောက်မှုတွေကနေလာတာလည်းရှိတယ်ဘာပဲဖြစ်ဖြစ်ဘဝကိုဖျက်ကျော်တဲ့နေရာမှာစိတ်နေသဘောထားတွေဟာဘောင်းနေပါပဲကောင်းမွန်ခိုင်ကြီးတဲ့စိတ်ထားတွေနဲ့ဘဝကိုဖျက်ကျော်ရတာတန်တယ်လေကောင်းရက်ကောင်းနဲ့ပင်လယ်ချောင်းမြောင်းတွေကိုဖြတ်တန်းရတယ်လို့ပေါ့စိတ်ချမှုနဲ့ကျဉ်းနှက်ပွဲအတိဖြစ်မယ်ခံယူချက်အလွဲတွေနဲ့ဘဝပြဿနာတွေကိုရင်ဆိုင်ရပြီးဆိုရင်တော့မဆုံးတဲ့အရှုပ်တွေနောင်တပူဆွေးမှုနဲ့ဆင်းရဲမှုတွေသာကြုံတွေ့ရမှာသမီးနောက်နှစ်နည်းနည်းမှာသမီးဟာလူဘဝကိုဒီထက်ပိုမြင့်မြင်လာလိမ့်မယ်လို့ထင်တယ်သမီးမြင်လာမဲ့လောကဟာပျော်စရာကောင်းမလားထိုက်တန်ရဲ့လားဆိုတာဖေမပြောနိုင်ဘူးသမီးကြုံမဲ့ကဘာကြီးဟာရက်ဆက်တဲ့ကဘာကြီးလားအချင်းချင်းစောက်ရှောက်ဖေးကူတဲ့ပြမဆိုဘုံကဘာကြီးလားဖေမသိပါဘူးအဖေတယောက်နေနဲ့သမီးကိုကိုခံအားကောင်းကောင်းနဲ့လောကထဲရဲရဲရှောက်ဝင်ပျော်ရွှင်စေခြင်းနဲ့ဆန္ဒကတော့ဖေမှာအပြည့်ရှိပါတယ်ဒီနေ့ဖို့ဒီတွေးနဲ့ပဲသမီးကိုဖေလက်ဆောင်တစ်ခုပေးချင်ပါတယ်သမီးဘဝပျော်ရွှင်ဖို့လက်ကင်ထားတဲ့အယူအဆတစ်ခုပေါ့သမီးကိုကောင်းမွန်တဲ့ဘဝတစ်ခုထိုက်တန်တဲ့နေထိုင်ခြင်းနဲ့ဖြတ်ကျော်အောင်ကူညီပေးမဲ့ကိုခံအားမြင့်ဒသနာတစ်ခုအကြောင်းပေါ့ဒီနှစ်တွေမှာဖေနှစ်ချိုက်လို့စူးစမ်းလိုက်နာနေတဲ့ principle တချို့ပေါ့အဲ့ဒါတွေကတော့ stoicism လို့ခေါ်တဲ့ဂရိဒသနာတွေကတင်ကြားချက်တချို့အကြောင်းပါကိုထိန်းချုပ်မှုစင်ကြင်ုံတရားနဲ့ကိုကျင့်တရားနဲ့အညီနေထိုင်မှုတွေအကြောင်းတင်ကြားတဲ့နေ့စဉ်သုံးဒသနာတစ်ခုအကြောင်းပါပဲStoicism ဟာ BC 304တဝိုက်ကစပြီးပေါ်ပေါက်လာတဲ့ထောင်စုနှစ်ချီယူဆတစ်ခုဖြစ်ပြီးဒီနေ့ထိလည်းဘရင်ဧကရစ်ကနေဆင်းရဲသားအထိဘသူမဆိုလိုက်နာကျင့်သုံးနိုင်တဲ့ကျင့်သုံးလိုက်နာနေတဲ့ကြော်ကြားတဲ့လူမှုတသနာတစ်ခုဖြစ်လို့လူတိုင်းနဲ့အကျုံးဝင်မယ်လို့ဖေထင်တယ်ပျော်ရွှင်စွာရှင်သန်နေထိုင်မှုစတိုးတယောက်လိုက်နာတဲ့စီးမြင့်ကိုတူတူပဲပြောပြရစီနောင်များမှာသမီးဘာသာသမီးချက်ထွင်လေးလာသွားဖို့လဲတိုက်တွန်းပါတယ်မကြောက်နဲ့ဘဝမှာကောင်းတာရောဆိုးတာရောဖြစ်နိုင်တဲ့သမီးဘဝဆိုတဲ့စင်တန်းကြီးကမရေရာမှုတွေနဲ့ပဲပြည့်နေတာပါတေချာမှုကတစ်ခုပဲရှိတယ်အားလုံးတစ်ချိန်မှာလူဘဝထွက်ခွာရမယ်ဆိုတာပဲရှင်သန်မှုခိုင်တန်အတွက်လဲအာမခံချက်မရှိပါဘူးဒီလိုတွေးတော့လဲကြောက်စရာလို့ထင်သွားလိမ့်မယ်ဒါပေမဲ့သမီးထိတ်လန့်မှုနဲ့နေထိုင်သွားသမျှတစ်စက္ကန့်တိုင်းဟာသိဆုံးသွားတဲ့အချိန်တွေပါပဲတကယ်ရှင်သန်မှုဆိုတာဖေတို့ရဲ့တနေ့တာကိုကြောက်တရားမဲ့စွာစိတ်ခွန်အားရှိစွာဖြတ်ကျော်မှသာရနိုင်မယ်သမီးအမြဲလှုပ်ချင်တဲ့အရာတစ်ခုခုရှိမယ်မအောင်မြင်ပါဆိုလို့နောက်ဆုတ်သိမ်းဆဲထားတဲ့အိမ်မက်တွေရှိကောင်းရှိလိမ့်မယ်ရဲသာလုပ်ပါသမီးအလွန်ဆုံးကြုံရမှာကမအောင်မြင်တာပဲရှုံးသွားတယ်ဆိုတာမရှိဘူးသမီးမှာကိုဘဝကိုပိုင်နေဆိုတဲ့ခံစားချက်နဲ့အိမ်မက်တွေနောက်လိုက်ခဲ့လို့ကျဉ်တ်တယ်ဆိုတဲ့ခံယူချက်ရှိသွားရင်သမီးဖြတ်တန်းခဲ့တာအောင်မြင်ပျော်ရွှင်တဲ့ဘဝပါပဲကိုမထိန်ချုံနိုင်တဲ့ကိစ္စတွေမှာမခံစားပါနဲ့ဘာပဲဖြစ်လာသမီးထိန်ချုံလို့ရတာနဲ့ထိန်ချုံလို့မရတာဒီနှစ်ခုတည်းကတစ်ခုပဲရှိမယ်သမီးလောက်ရမှာကကိုထိန်ချုံနိုင်တဲ့အပိုင်းကိုအကောင်းဆုံးအသားအနာဆုံးဖန်တီးတည်ဆောက်သွားဖို့ပါပဲသမီးကယူဆိုင်ရမှာကသမီးရဲ့အတွေ့သမီးရဲ့လောက်ရက်နဲ့ကန်ဆိုးမိုးမှောင်ချမှုကိုဉာဏ်ရှိဘလို့တုတ်ပြန်မလဲဆိုတဲ့စင်ကြင်မှုပဲစတိုးတွေကိုပြင်လူတွေကခံစားချက်မရှိတဲ့လူတွေလို့ထင်ကြလိမ့်မယ်
တကယ်ကစတိုးရည်တွေကဘဝပြဿနာတွေကိုရှင်းရှင်းပြပြမြင်ပြီးလက်ရှိအခြေအနေအတွက်ကိုလုံးနိုင်သမျှလက်တွေ့ကြအကောင်းဆုံးပိုင်းခြားလုပ်တတ်ကြတဲ့သူတွေပါဒါကြောင့်ပဲသူတို့ဟာခံစားလွယ်ပြီးရိုင်းနဲ့လဲပြုံမသွားပဲလောကဒဏ်ကိုကြံ့ခံနိုင်စွာမြင့်တာပေါ့သမီးဘဝမှာကိုမထိန်ချုံနိုင်တဲ့အခြေအနေများကြီးကြုံလာမယ်ဒီလိုကစင်ကလေးအခြေအနေတွေကမှကိုထိန်ချုံနိုင်တဲ့အပိုင်းကိုအကောင်းဆုံးထိန်ချုံမောင်းနှင်ပါကိုထိန်ချုံနိုင်တဲ့အပိုင်းကိုပဲအာယုံပြုထားတဲ့သူက emotional အဖြစ်နေတယ်ဝမ်းနဲ့ဖွယ်အားအခြေအနေတွေရဲ့လောင်မြိုက်မှုကြောင့်ကျွမ်းလောင်မသွားဘူးအစကတည်းကစတိုးရင်တယောက်ဟာအဆိုးဆုံးအခြေအနေတွေကိုမျှော်လင့်ပြီးသူလုံးနိုင်တာအကောင်းဆုံးလုပ်ဖို့ပြင်ဆင်ထားလို့ပဲပျော်ရွှင်မှုနဲ့မျှော်လင့်ချက်ဟာတခြားသူတယောက်ကလာပေးမှရတဲ့လက်ဆောင်မဟုတ်ဘူးသမီးကိုယ့်ဘာသာကိုဖန်တီးယူပါကိုယ့်ဥပဒေနဲ့ကိုနေပါလူလောကမှာလူတွေလိုက်နာဖို့ချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေဥပဒေထုံးတမ်းတွေရှိတယ်သမီးကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဒါတွေကိုလိုက်နာရလိမ့်မယ်ဒီထက်ပိုအရေးကြီးတယ်လို့ဖေယူဆတာရှိတယ်သမီးအဲ့ဒါကသမီးအတွက်လည်းသမီးကိုယ်တိုင်ရေးဆဲထားတဲ့ကိုကျင့်ဥပဒေစံနှုန်းတွေရှိဖို့ပဲကိုဥပဒေကကိုယ့်ရဲ့ဘဝကိုဘယ်လိုဖြတ်ကျော်ခြင်းလဲကိုမလုပ်ချင်တဲ့ဘယ်တော့မှမချိုးဖောက်မဲ့စံတွေကဘာတွေလဲစီးပေါင်တက်လိုက်တဲ့ personal life rule တွေပါပဲဥပမာသမီးအတွက်ရိုးသားခြင်းကစံဥပဒေဆိုရင်ကိုရောသူများကိုပါလိမ့်လဲလှည့်ပြတဲ့အလုံးမလုံးမိအောင်စောင့်ရှောက်ရမယ်လူကကိုဥပဒေကိုလိုက်နာရင်ကိုပဲဘဝမှာတော်တော်ကြီးဟုတ်နေပြီလို့ပြောနိုင်တယ်ကိုဥပဒေကလည်းဘယ်စံချိန်နဲ့ချိန်ချောင်းမမှန်ကန်ကောင်းမွန်နေရင်တော့အတိုင်းထက်လွန်ပေါ်သမီးဘွားရဲ့စံတန်မိုးနဲ့သမီးကိုယ်တိုင်လိုက်နာလေးစားရမယ့်ဥပဒေကိုရှာတွေ့နိုင်ပါစေစတိုရီစီဇန်မှာပြောစရာတွေအများကြီးလိုက်နာခြင်းသုံးစရာကောင်းမြတ်တဲ့ညွှန်ကြားချက်တွေမှာအများကြီးပဲသမီးပျော်ရွှင်ထိုက်တန်တဲ့ဘဝရဖို့စတိုရီတသနာတွေကနေတင်ယူစရာတွေအများကြီးရှိသေးတယ်ဒီနေ့တော့ဒီလောက်ပဲပေါ့သမီးငြိမ်ဝေမင်း